ဆိုင်ရကငါရလက်ထရအောင်ပေါ့အဲ့တနေ့ကသမီးဘယ်ချိန်များညာချိန်များမှာ6တော့အောင်လန်းတဲ့အောင်လန်းခလေးရှင်ဟာအောင်လန်းမဲ့ညာချိန်ကတာ6ထားတဲ့ညာချိန်ငါမေမြောပဲဘလို့ပုတ်ကမှလာပြလို့မရသေးနဲ့အဲ့ဒီအောင်လန်းနဲ့တိုက်ထားတာမှန်ကန်ပြီဘာဖြစ်လို့လောက်တာလဲစီးပွားရေးနဲ့ပတ်သက်နေရဆိုတော့ညာချိန်ကညစီးပွားရေးနဲ့ပတ်သက်ပြီးတော့လောက်ထားတာမှန်ကန်ပြီအိမ်တော်ရေးနဲ့ပတ်သက်ပြီးနှောက်ထားတဲ့ဟာညာချိန်ကတာညစီဝိုင်းနဲ့ပတ်သက်ပြီးလှုပ်ထားတာမှန်ကပြီလှုပ်တဲ့သူဘယ်သူလဲဘယ်ကလဲယောက်ျားလားမိန်းမလားငါသိချင်တယ်လှုပ်တဲ့သူယောက်ျားလဲဆိုဟဲ့ညာချေကတာမိန်းမဆိုပေါ့ညလေအသက်ဘယ်နဲ့လဲ50ထက်ဆိုကတာ50အောက်ဆိုပေါ့ညလူငွေမကျင်တဲ့ရှိညာချေညာတို့မှလောက်ကညလူငွေတော့မရှိဘူးကျမ်းမိုင်းနဲ့ပတ်သက်ပြီးနောက်ထားတာရှင်ကတာမိတ်ဆာမူလားပြန်ကျမ်းမိုင်းနဲ့ပတ်သက်ပြီးနှောက်ထားရင်ညာချင်းမှချောကုတ်ပြီးစိုက်ကြနေအောင်ကအောင်လန်းဆွဲကိုလားစီးပွားရေးနဲ့ပတ်သက်ပြီးနှောက်ထားတယ်မှာနော်နှုတ်တဲ့သူက